လူဘဝလည်းရတယ်မြတ်စွာဘုရားဟောတဲ့တရားလည်းတရားဓမ္မလည်းထွန်းကားနေတယ်ဉာဏ်ခွင့်ရနေတယ်အဲ့ဒီအချိန်မှာကိုယ်ကလည်းလူဘဝအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တရားလည်းနာလို့ရနေတယ်အဲ့ဒီအချိန်လေးတောင်မှပဲဒါအခွင့်ကောင်းမှလားလို့မသိပဲနဲ့အချိန်ဖြုံးလိုက်လို့ကုန်လွန်သွားတဲ့ပုဂ္ဂိုလ်ရှိသေးတယ်နော်ခွင့်ကောင်းကြုံပြီမဲ့လို့ကြုံလိုက်ရလားမရဘူးအဲ့လိုခွင့်ကောင်းနဲ့ကြုံပြီးလက်လွတ်ဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိသေးတယ်သူဆိုတော့လေအဲ့ဒါကြောင့်အခွင့်အရေးဆုံးရှုံးမှုတွေအမှန်တမ်းများတယ်လောကမှာဖျားဆိုတာတကယ်ကိုအခက်တရားမှသာပွင့်တာမပွင့်တဲ့အချိန်ကအလွန်များတယ်ဒါစဉ်းစားကြည့်ပြီးတော့သူတွေဟာခုချိန်မှာဖျားပွင့်တဲ့ခေတ်ခါနဲ့ကြုံနေတယ်ဖျားတရားတော်တွေကိုဉာဏ်ခွင့်ရနေတဲ့အချိန်ရှိတယ်အဲ့တော့ဉာဏ်ခွင့်ရနေကြတယ်ထို့ပါလို့တဲ့တယ်အခွင့်ဆိုတာဟာထာဝရရှိနေမှာမဟုတ်ဘူးကျော်လွန်သွားနိုင်သေးတယ်အခွင့်လန်းကုံသွားပြီးတော့မှတစ်ဖက်ရောက်ပြီဆိုတဲ့အချိန်မှာလူတွေကဆိုရင်တော့ကတွေဖြစ်ကြတယ်များသောအားဖြင့်လူဘဝမှာဝိจิตနာလည်းပြည့်စုံတယ်အသိဉာဏ်လည်းရှိတယ်သို့တော့ပြောသလိုနေပြီးတော့မကောင်းမှုဒုစရိုက်တွေနဲ့ချိန်ကုန်ပြီးလူဘဝမှာလူဘဝကသိဆုံးသွားလို့ငရဲရောက်ပြီဆိုတဲ့အခါမှာလူတွေကပြန်ပြီးတော့တန်းတကြတယ်ငါတို့အချိန်လေးတကားကုန်ခဲ့တယ်ပတ်စံလေးလည်းရှိတယ်တို့ဟာကုသိုလ်ကောင်းမှုမလုပ်ခဲ့ဘူးခုကတို့ဒုက္ခတွေရောက်နေပြီအဲ့အချိန်မှာတောကပြန်ဖြစ်တယ်